သားလေးကိုမရရအောင်ပြန်ခေါ်ခြင်းလို့ခိုင်နှင်းဝေအိမ်ရှိမှာစောင့်နေတဲ့ကလေးမိခင်မတ်စုခေအောင်ငယ်စဉ်မွေးကင်းစားအရွယ်ကလေးကဂေဟာမှာလာရောက်ဆွတ်ပစ်ထားခဲ့တဲ့သားလေးကိုအခုအရွယ်ရောက်မှပြန်လဲတောင်းယူနေတဲ့မိခင်အရင်ဖြစ်သူကတော့မတ်စုခေအောင်ပါမတ်စုခေအောင်ကသူမကိုယ်တိုင်အနံခဲ့တဲ့သားလေးခိုင်ဖုံးမောင်ကိုမရရအောင်ပြန်လဲခေါ်ယူခြင်းနေပြီးတော့ခိုင်နှင်းဝေကိုလည်းအကျိုးအကြောင်းသေချာရှင်းပြခွင့်ရဖို့မျှော်လင့်နေပါတယ်လက်ရှိချိန်ဒီသားလေးရဲ့ဓာတ်ပုံတစ်ပုံကလွှဲရင်အပြင်မှာလုံးဝမမြင်ဘူးသေးဘူးလို့သိရပါတယ်သားလေးရဲ့ဓာတ်ပုံကိုမြင်လိုက်ရချိန်မှာငါသားလေးငါမရှိဘဲဒီလောက်အရွယ်တောင်ရောက်သွားပြီလားဆိုပြီးအလွန်မဲစိတ်မကောင်းဖြစ်ရတယ်လို့သားလေးကိုကိုယ်တိုင်ရှင်းပြပေးခြင်းနဲ့စံထားနဲ့အခုလိုပြန်လိုချင်နေတာပါဒါကြောင့်လေခိုင်နှင်းဝေကေဟာရှိမှတွားရောက်ဆောင်ဆိုင်ပြီးတော့ကလေးကိုပြန်တောင်းနေရဖြစ်ပါတယ်။ဒါပေမဲ့ကလေးမိခင်အရင်လိုပြုစုပြောထောင်ပြီးခဲ့တဲ့ခိုင်နှင်းဝေဘက်ကတော့သူမအဆဆရရစောင့်ရှောက်ထားရတဲ့ကလေးလေးရဲ့ရှေ့ရေးဒုက္ခရောက်သွားမှဆိုလို့လုံးဝစိတ်မချဖြစ်နေပြီးတော့ပြန်မပေးလို့ပါဘူးပရိသတ်တွေကလည်းကလေးဟာခိုင်နှင်းဝေရဲ့လက်ထဲမှာသာဆိုရင်ပညာတတ်လူတော်လေးတစ်ယောက်ဖြစ်ပြီးတော့အနာဂတ်မှာပြည့်ပြည့်စုံစုံကြည်ပြင်းရမှာဖြစ်ပြီးမိခင်အရင်စီပြန်သွားရင်တော့စိတ်ရဲ့ကြက်တဲမှုတွေကြားမပြည့်မစုံဖြစ်သွားမှာကိုအတော်လေးစိတ်ပူပန်နေကြပါတယ်စစ်ပရိသတ်ကြီးတို့ရောကလေးကိုပြန်လာတောင်းနဲ့မိခင်အရင်ရဲ့လုံရဲ့အပေါ်မှာမှန်ကန်နေလို့ထင်ပါသလားရှင်